ပြီးထုတ်ရဲ့ကျက်မှတ်လေးလာထိုင်းဖက်စာသင်ခန်းစာမှာအချိန်တွေကိုတနေ့တာအတွက်အချိန်တွေကိုခေါ်အောင်သုံးဆွဲတဲ့အသုံးအနှုန်းတွေကိုသင်ကြားပို့ချသွားမှာဖြစ်တယ်။ထိုင်းမှာဗမာနဲ့နိုင်တမတ်ချင်းမတူတဲ့ကွဲပြားခြားနားမှုတွေအနေငယ်ရှိတာကိုပထမဆုံးပြောလို့တယ်။ဗမာမှာကအာယုံတက်ဟာလာမနဲ့နေ့လေညနေညဆိုပြီးခွဲထားတဲ့ကဲအဲ့လိုပဲထိုင်းမှာလည်းခွဲထားတာရှိပါတယ်အဲ့ဒီတော့ထိုင်းမှာကဒီ24နာရီကိုခွဲတဲ့အခါမှာသူကအပိုင်း5ပိုင်းခွဲတာကိုတွေ့ရပါတယ်အဲ့တော့လောလောကူဒီနိုင်ကိုသတ်မှတ်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ဘယ်လိုခွဲခြားသတ်မှတ်မယ်ဆိုလို့ရှိရင်ဟုတ်လားည12နာရီကနေပြီးတော့စပြီးတော့ခွဲခြားပါမယ်အဲ့လိုခွဲခြားတဲ့အခါမှာည12နာရီဆိုတာတစ်ဖက်နေ့ကိုကူးတော့မယ်အချိန်ဖြစ်တယ်အဲ့လိုအချိန်ဖြစ်တဲ့ဟာကနေပြီးတော့စပြီးတော့ဟုတ်လားနာရီကိုဟိုဘက်နေ့အခု24နာရီကိုတွားကြမယ်အဲ့လိုတွားကြတဲ့အခါမှာဒီဘက်နေ့ည12နာရီတိထီယန်ခင်းလို့ခေါ်ပါတယ်12နာရီဒီကိုထီယန်ခင်းဆိုတာကညကိုပြောတာအဲ့တော့ထီယန်ခင်းဆိုတာကည12နာရီပြောတယ်အဲ့တော့ည12နာရီကနေပြီးတော့ဗမာလိုပဲအာယုံတက်တဲ့အချိန်ဟလားအာယုံဦးအချိန်မနဲ့ဆိုးအပိုင်းတနာရီကိုကြတော့တိနေလို့ခေါ်တယ်တိဆိုတာကတော့သူအာယုံအချိန်ကိုပြောတာပါနေဆိုတော့တနာရီပေါ့အဲ့တော့2နာရီကြာလို့ရှိရင်တိဆောင်ကိုခေါ်တယ်တိဆောင်3နာရီကြာလို့ရှိရင်တိဆန်4နာရီကြာလို့ရှိရင်တိစီဟုတ်လား9နာရီကြာလို့ရှိရင်တိဟာဆိုပြီးတော့ဟုတ်လားနေဆောင်ဆန်စီဟာဆိုပြီးတော့9နာရီအဲ့တော့ည7နာရီကနေပြီးတော့ဒီဘက်မနေ့အစောပိုင်းအာယုံတက်9နာရီအထိကိုဟလာတပိုင်းသူကတမတ်တယ်အဲ့လိုပဲဆိုတော့အဲ့လိုဖြစ်တဲ့ခါကျတော့အာယုံအချိန်ကိုဟလာည7နာရီချိန်ကိုထီယန်ခင်းလို့ခေါ်ပြီးတော့အာယုံတက်တနာရီ2နာရီ3နာရီ4နာရီ5နာရီအဲ့အာယုံတက်အချိန်တွေကိုတော့တိနေတိဆောင်တိဆန်တိစီတိဟတ်ဆိုပြီး9နာရီပေါက်လေးလို့ရှိရင်6နာရီဖြစ်သွားတာပေါ့ဒါတစ်ပိုင်းအဲ့တော့ဒုတိယ6နာရီအပိုင်းကကြတော့မနေ့6နာရီနော်မနေ့အစောပိုင်း6နာရီကိုသူက6လို့ခေါ်ပါတယ်6နော်6နော်အဲ့လိုမြန်ထွက်လို့ရှိရင်6ဟာလား6ဟာလားအဲ့တော့ခါကျတော့မုံဆိုတာကတော့နာရီ6မုံဆိုတာနာရီအဲ့လိုနာရီလို့သတ်မှတ်တဲ့ဖြစ်တဲ့အတွက်သူကဒီမနေ့6နာရီကိုဟာလား6ဆိုတဲ့ခါမှာ6ဆိုတာမနေ့ပိုင်းကိုသူကဆိုလို့ပဲအဲ့တော့မနေ့ပိုင်း6နာရီကို6ဆိုတာဟုတ်မုံ6ဟာလားအဲ့တော့9နာရီကြာလို့ရှိရင်မနေ့9နာရီကြာလို့ရှိရင်ကျက်မုံ6နော်မနေ့8နာရီကိုကြာတော့ပတ်မုံ6ဟာလားမနေ့9နာရီကြာတော့ကောက်မုံ6ဟာလား10နာရီကြာတော့စစ်မုံ6အဲ့လိုခေါ်တယ်အဲ့တော့17နာရီကြာလို့ရှိရင်เนาะစစ်အက်မုံ6ဆိုပြီးတော့သူကခေါ်တယ်အဲ့တော့ကျွန်တော်ပြောတဲ့အကြမ်းမှာနည်းနည်းလေးမာနေတာရှိတယ်ဒါသဘောတရားကိုရှင်းပြထားတာဖြစ်တယ်အဲ့တဲ့အခါကျတော့ဒီလိုသဘောတရားကိုရှင်းပြထားတာဖြစ်တဲ့အတွက်နည်းနည်းလေးအတန်မာနေတာဖြစ်မယ်အဲ့တော့ဒုတိယပိုင်းကြလို့ရှိရင်တော့ထိုင်းဘာသာကိုတေချာသင်ယူထားတဲ့ဒီကျွန်တော်တို့ရဲ့အဖွဲ့သားကနေပြီးတော့သူရှင်းပြသွားလိမ့်မယ်အဲ့ဒါကိုထပ်နာထောင်ပါအခုတော့ကျွန်တော်ကတော့သဘောတရားကိုရှင်းပြသွားတာဖြစ်တယ်အဲ့တော့နေ့လယ်ပိုင်းကျတော့သူကနှစ်ပိုင်းခွဲခြားသွားတာကိုတွေ့ရတယ်နေ့လယ်ပိုင်း6နာရီကိုနှစ်ပိုင်းခွဲတယ်နေ့လယ်ပိုင်းကိုသူကနေ့ပိုင်းဖြစ်တဲ့တော့1ဆိုတဲ့ဟာပေါ့နေ့ဆိုတာ1
ရက်ဆိုတာလဲဝမ်ပေါ့တရက်2ရက်ကိုလဲဝမ်သုံးတယ်လို့နေ့ဘက်ကိုလဲဝမ်သုံးတယ်အဲ့ဒါခါကျတော့TN1 လို့ဖြစ်တယ်ညလေကြတော့ TN King လို့ပြောပြီးတော့နေ့ဘက်နေ့လေ7 နာရီကြတော့ TN1 လို့သုံးတယ်အဲ့တော့နေ့လေ7 နာရီကို TN1 လို့သုံးပြီးတော့နေ့လေ1 နာရီကိုကြတော့ဘိုင်မုံဆိုကြတော့ဟာလားဘိုင်မုံဘိုင်ဆိုတာကနေ့လေကိုစားပြုတဲ့စကားလုံးဖြစ်တယ်ဒါကြောင့်လို့ဘိုင်မုံနေမုံလို့မသုံးမဲနဲ့ဘိုင်မုံလို့သုံးထားပြီးတော့နေ့လေ2 နာရီကြတော့သူကဘိုင်ဆောင်လို့သုံးတယ်အဲ့တော့ခါကျတော့သူကဘိုင်ုံရှိမှသွားပြီးတော့ဒီကနန်းအခရာဟာလားဆောင်ကိုနောက်မှထားတယ်အဲ့တော့3 နာရီကြာလို့ရှိရင်ဘိုင်ဆန်ဆိုပြီးတော့3 နာရီလို့သုံးတယ်အဲ့တော့ညနေ4 နာရီတူကိုရောက်သွားတဲ့ခါကျတော့သူကစီယန်ရင်းလို့ဆိုညနေရင်းဆိုတာကညနေပိုင်းကိုစားပြုတဲ့စကားလုံးပြောတယ်ဟုတ်လားအဲ့ဒီခါကျတော့စီမုံရင်းဟုတ်လားစီဆိုတာ4မုံရင်းဆိုတာက4 နာရီစီမုံရင်းဟတ်မုံရင်း9 နာရီ6 နာရီကိုကျတော့ဟုတ်မုံရင်းဆိုပြီးတော့အဲ့လိုသတ်မှတ်တယ်အဲ့လိုသတ်မှတ်ပြီးတော့သူကခေါ်တယ်အဲ့ဒါကကျတော့ညပိုင်းရောက်သွားပြီ6 နာရီကျော်ရင်ညပိုင်းကိုလို့သူကသတ်မှတ်တယ်အဲ့တော့ညပိုင်း9 နာရီရစပြီးတော့ည9 နာရီကိုကျတော့နေထုံးဆောင်ထုံးစံထုံးစင်ထုံးဟာထုံးနော်အဲ့လိုသူကသတ်မှတ်တယ်အဲ့တော့အဲ့ဟာထုံးဆိုတဲ့ဟလာည7 နာရီဟုတ်နော်သူကနေထုံးဆိုတာက9 နာရီကိုနေဆိုပြီးတော့သတ်မှတ်တယ်သူကညတစ်ဘက်စာဝင်လာတဲ့အချိန်9 နာရီကိုနေထုံးဆိုတာ1 နာရီည1 နာရီလို့သူကအဲ့လိုပြောတာလေဗမာလိုကြတော့ည9 နာရီလို့ပြောတယ်ဟုတ်လားထိုင်းလိုကြတော့ည1 နာရီလို့ပြောတယ်အဲ့တော့ညဘက်9 နာရီကိုသူကနေထုံးညဘက်8 နာရီကြတော့စောင်းထုံးည2 နာရီလို့သူကခေါ်တယ်အဲ့တော့ည9 နာရီကြတော့စမ်ထုံးည3 နာရီလို့သူကသတ်မှတ်တယ်အဲ့တော့ည10 နာရီကြတော့စီထုံးဆိုပြီးတော့ဟာလား4 နာရီလို့ည4 နာရီလို့သတ်မှတ်တယ်ည7 နာရီကြတော့ဟာထုံးဆိုပြီးတော့သတ်မှတ်ပြီးတော့ည7 နာရီပြန်ရောက်သွားတဲ့ခါကျတော့ထင်ခင်းဆိုပြီးတော့ဖြစ်သွားတယ်ဒါကိုလေးလာနိုင်အောင်လို့ဒီဗီဒီယိုဖိုင်လေးနဲ့ရှင်းပြထားတာဖြစ်ပါတယ်